ဖယားတဆူမှာတပါးသာလင်ကျင့်နိုင်တဲ့မောနေရအကျင့်ဆိုတာရှိတယ်ဒုတင်တွေတဲ့ပို့ပြီးတော့ပြင်းထန်ဒုတင်ကဆိုတဲ့13မျိုးသောအကျင့်နေတဲ့ပို့ပြီးတော့ပြင်းထန်တဲ့အကျင့်တစ်ခုကမောနေရပฏิပဒါလို့ခေါ်တယ်မောနေရဆိုတာမုနိနောတန္တကံမောနေယမုနိရဲ့ဥစ္စာမုနိဆိုတာအသိဉာဏ်ရှိတဲ့ပုဂ္ဂိုလ်သူမြတ်တွေကိုမုနိလို့ခေါ်တယ်မုနာတိဇာနာတိတိမုနိဆိုတဲ့အတိုင်းသူများတဲ့ပို့ပြီးတော့အသိဉာဏ်ရှိတဲ့ပုဂ္ဂိုလ်တွေရဲ့အရည်အချင်းတစ်ခုပဲအဲ့ဒီအရည်ချင်းတစ်ခုကိုပိုင်ဆိုင်တဲ့အခါအမြင့်ဆုံးအဆင့်အကျင့်ဟိုကျင့်ကြံကြိုးကိုအားထုတ်တယ်ဒါမှမဟုတ်ဒီမောနေယဆိုတဲ့အကျင့်ရဟန်းတော်တွေအားလုံးကတော့မုနိပဲသို့တော့မုနိအကျင့်ကိုပြည့်ဝမုနိအကျင့်အဆင့်အမြင့်ဆုံးကျင့်တဲ့ပုဂ္ဂိုလ်ကတော့မြတ်စွာဘုရားလက်ထက်မှာတပါးသာလင်ပေါ်ထွက်ခဲ့တယ်ဒါကိုမောနေယပฏิပဒါလို့ခေါ်တာနော်မောနေယပฏิပဒါအဲ့ဒီအကျင့်တဲ့ပုဂ္ဂိုလ်ဟာတပါးတည်းပေါ်ထွက်ခဲ့တာကရှင်နာလကလို့ခေါ်တာဒီပုဂ္ဂိုလ်သူမြတ်မောနေယပฏิပဒါကိုကျင့်နိုင်တဲ့ပုဂ္ဂိုလ်ဆိုတာတော်တော်ခဲရင်တဲ့ပုဂ္ဂိုလ်တော်ဟိုတမ္မိုင်းအာဇာနည်ပုဂ္ဂိုလ်မဟုတ်ဘူးကောင်းတဲ့နေရာဒီပင်နဲ့သူကအလိုနီးတဲ့ဂုဏ်တွေနဲ့ပြည့်စုံတယ်အဲ့မောနေယအကျင့်ထဲမှာဆိုလိုတာကသူကမြတ်စွာဘုရားကိုတစ်ခါပဲဖူးမယ်အကြိမ်ကြိမ်မဖူးဘူးနော်ကောင်းတာနော်ဘုရားအကြိမ်ကြိမ်ဖူးရင်ကုသိုလ်ရတယ်လို့တွက်ကြမယ်သို့တော့မောနေယအကျင့်ကျင့်တဲ့ပုဂ္ဂိုလ်ကဘုရားစီတစ်ခါပဲကောင်းတာဒီပင်နဲ့သူကချွတ်ချံမြတ်စွာဘုရားစီတစ်ခါပဲတရားနာမယ်တခါမြတ်စွာဘုရားကယဟန်တော်တွေကိုဟိုအမိန့်ရှိတာရှိတယ်ဘယ်လိုမိန့်ရှိလို့ဆိုအေးငါစီလာပြီးတော့အချင်းချုပ်အပြင်တရားလေးဟောပေးပါဗျာဟောပေးရင်ကျင့်မှမယ်နဲ့ဆိုပြီးတော့လဲကျင့်ကြတာမဟုတ်ဘူးတဲ့တခါလာငါ့ကိုဘာလေးဟောပေးပါဦးဗျာတပည့်တော်ကျင့်မှမယ်နဲ့ဆိုလာလျှောက်ကြတယ်ပြီးတော့လဲကျင့်တာမဟုတ်ဘူးငါ့ကိုပဲဟောပေးဖို့တိုက်တွန်းနေတာတဲ့ဟောထားတဲ့တရားနာပြီးတော့လဲကျင့်တာလည်းမဟုတ်ဘူးလို့တုတ်တန်နေမှာဒီလိုပြစ်တင်ပြောဆိုတဲ့စကားလေးတွေရှိတယ်မြတ်စွာဘုရားဒီမောနေယအကျင့်ကျင့်တဲ့ပုဂ္ဂိုလ်ကဘုရားစီကိုမောနေယအကျင့်လျှောက်တာတစ်ခါပဲလျှောက်တယ်နောက်ထပ်မလျှောက်တော့ကောင်းတဲ့အလုပ်ဒီပင်နဲ့သူကဒီလိုဟောတစ်ခါတည်းနဲ့သူကနေတာရွာတရွာမှာတစ်ခါပဲဆုံးခံမယ်တစ်ပင်တစ်ပင်အောက်တစ်ချိန်ပဲဝင်မယ်ဘယ်တော့မှနောက်ထပ်မလာဘူးဒီရွာကိုလည်းဘယ်တော့မှမလာဘူးဒီအိမ်ကိုတစ်ခါပဲဆုံးခံမယ်နောက်ထပ်မခံအလုံးပေါ်မှာဒီတစ်ချိန်ကလွဲအလုံးကိုစွန့်လွတ်နိုင်တဲ့စွမ်းရည်တတ္တိရှိတဲ့အကျင့်မျိုးပေါ့နော်ဒီလိုကျင့်တဲ့အကျင့်မျိုးပေါ့အပိစ္ဆဂုံကိုသရုပ်ဖော်တဲ့နေရာမှာဆင့်မြင့်တယ်လို့သူတို့ပြောအဲ့တော့ဒီမောနေယကျင့်တဲ့ပုဂ္ဂိုလ်ဟာအမှန်တမ်းထူးချွန်တဲ့တကယ်ကိုအာဇာနည်သူရဲကောင်းပုဂ္ဂိုလ်မျိုးဖြစ်သည့်အတွက်ကြောင့်ဘုရားတဆူမှာတပါးပဲကျင့်နိုင်တယ်ဆိုအဲ့တော့ဒီမောနေယအကျင့်ကျင့်မှယဟန္တာဖြစ်တာလို့တော့ဆိုလိုတာမဟုတ်ဘူး။နော်လောကမှာအရည်ချင်းဆိုတာအမျိုးမျိုးရှိတယ်။ရည်ချင်းဆိုတာအမျိုးမျိုးရှိတယ်။လူတွေရဲ့ human capacity ပေါ့။လူတွေရဲ့အရည်ချင်းဆိုတာအမျိုးမျိုးရှိတာပေါ့။ပြောရမယ်ဆိုလို့ရှိရင်အခုကလူတွေဟာကြည့်လေကမ္ဘာပေါ်မှာအမြင့်ဆုံးလို့သတ်မှတ်ထားတဲ့အေဝရက်တောင်ကိုတက်ကြဒါဘာလို့တက်တာလဲဟယ်လီကော်ပတာနဲ့ပေါ်တက်လိုက်လေရတာလေမြန်နဲ့တက်ပြီးတော့ကြည့်လေရတာသို့တော့ဒီခက်ခဲတောင်ထိပ်ခြေချင်းလျှောက်ပြီးတော့တက်နိုင်တဲ့လူတွေရဲ့ human capacity ဆိုလူစွမ်းရည်ဘယ်လောက်ရှိသလဲဒါကိုပြခြင်းလို့တက်ကြတာပဲလေတက်ကြအမှန်အခုခေတ်လို့ဆိုလို့ရှိရင်ဟယ်လီကော်ပတာနဲ့တက်သွားခဏလေးရောက်မှာပေါ့ဒါ human capacity လို့ခေါ်ဗမာတွေကြည့်လေရိုးတိုင်တက်ရင်တော့လွယ်တာပေါ့တက်လို့မရအောင်ချောတိုင်လုပ်ချောတိုင်တက်တယ်နော်ဘလောက်စွမ်းရည်တတ္တိရှိတယ်ဆိုတာကိုပြသတဲ့အနေနဲ့နောက်တစ်ခါပိဋကတ်သုံးပုံကိုနှုတ်ငုံပြန်ကြတယ်ဒီပိဋကတ်တရတွေပေါ်ထွက်လာကြ
ဒါလည်း human capacity ကိုဖော်ပြတဲ့သဘောပဲထိုင်းကဘုန်းကြီးတစ်ပါးကပြောတယ်ဘာဖြစ်လို့ဒါတွေအလွတ်ကျက်နေလဲစာအုပ်မရှိလို့လားလို့ပေါ့တန်တန်မေးတဲ့မိကုံမျိုးနဲ့ဗမာပြည်မှာတိပိဋကတရဘာလို့အလွတ်ကျက်ရတယ်လဲစာအုပ်ရှိရင်ချိန်မျိုးကြည့်ရတာပဲဆိုတဲ့ပုံစံမျိုးပြောတယ်တကယ်ကတော့ human memory ဟာဘလောက်ထိအောင်စွမ်းဆောင်နိုင်တယ်ဟောဒီခနစ်ဆိုတဲ့ကမ္ဘာမှာထူးချွန်ဆုံးမှတ်တမ်းထဲမှာပထမဆုံးတိပိဋကတရအောင်သွားတဲ့ဆရာတော်ဘုရားကြီးမင်းကွန်းဆရာတော်ဘုရားကြီးမှတ်တမ်းတင်ထားစာမျက်နှာပေါင်းဘလောက်ဒီ memorize လုပ်နိုင်တယ်မှတ်တမ်းမှတ်ဉာဏ်ဘလောက်ကောင်းတယ်ဆိုတာ human capacity ကိုပြတယ်ဒီလိုဆိုလို့တာနော်အခုလည်းပဲဟောနေရအကျင့်ကိုမကျင့်မဲနဲ့ရဟနာမဖြစ်ဘူးလားဖြစ်တယ်ဒါဖြင့်ဘာလို့ကျင့် human capacity ပဲနော်စွန့်ရည်တတ္တိတစ်ခုဒီလူဟာဘယ်အတိုင်းတာအထိလုံနိုင်သလဲဆိုတဲ့ပုံမှာမူတည်ပြီးတော့မြတ်စွာဘုရားခွင့်ပြုထားတဲ့ဒီအကျင့်လူသားတယောက်အနေနဲ့ဘလောက်ထိအောင်ခက်ခဲပင်ပန်းကိုလူတွေဟာစွမ်းဆောင်နိုင်သလဲဆိုတဲ့စွန့်ရည်တတ္တိကိုပြတဲ့အနေနဲ့ကျင့်တဲ့အကျင့်လို့ဒီလိုဆိုရမှာပဲနော်ဘာဖြစ်လို့တော့ဆိုတက်တာလေးနဲ့ဘုန်းကြီးတို့ဆိုလို့ရှိရင်တော့အမှန်ပြောရမယ်ဆိုရင်တက်တာခံနေတယ်နော်ဖျားဖြစ်ရင်တောင်မှဆူတောင်းတယ်ကတ္တဗမြတ်စွာဘုရားတို့လိုပြတ်သက်ကြီးနဲ့တောထွက်ပြီးတော့ပြတ်သက်ဘောကဆင်းဥယျာဉ်ထဲမှာလမ်းလျှောက်ရင်တပတ်လောက်နေလိုက်တာနဲ့ဖျားဖြစ်သွားတာအဲ့ဒါမျိုးပို့ကြိုက်တယ်ဂေါရမမြတ်စွာဘုရားအလောင်းဆိုကျင့်လိုက်ရတာနော်ခက်ပင်ပန်းအယိုးပေါ်အရေးတင်မသေးမရှင်လောက်အဆင့်ရောက်တော့အောင်ကျင့်ရအဲ့ဒါမျိုးအားမကြခြင်းဘူးဘာလို့လဲဆိုလူဆိုတာတက်တာချင်တာနော်သို့တော်လည်းတချို့ပုဂ္ဂိုလ်ကပင်မနာမှတန်ဖိုးထားတဲ့ပုဂ္ဂိုလ်မျိုးလည်းရှိတယ်လူဆိုတာအမျိုးရှိတယ်ပေါ့အဲ့တော့ကျင့်လို့အကျိုးရှိမယ်ဆိုလို့ရှိရင်အကျိုးရှိတဲ့အကျင့်လူရဲ့အစွမ်းစားလောက်တိုင်းတာထိအောင်မြင့်မားသလဲဆိုတော့ဖော်ပြဖို့အတွက်ဒါကျင့်ကြံကြိုးကိုအားထုတ်ကြတာလို့ဒီလိုဆိုရမှာပဲ